ထိုင်းနိုင်ငံမှာရှိတဲ့မီဒီယာတွေခေါင်းကြီးပိုင်းသတင်းဖြစ်ပေါ်ပြနေတဲ့သတင်းကိုတင်ပြပေးမှာဖြစ်ပါတယ်အဲ့ဒါကတော့ဒီကနေ့မနက်10:52မိနစ်အချိန်မှာဆရာတော်တန်ဃာတော်အားလုံးတန်ဃာတော်34ပါပြီးကျွန်တော်ကပ်ပိယ9ဦးစွန့်ငံကြွရတယ်ပေါ့ဗျာစွန့်ငံကြွတဲ့အခါမှာဒီနေရာမှာရှိတဲ့ကလေးငယ်ကကလေး17နှစ်အရွယ်ကလေးငယ်ပေါ့ဒါထိုင်းမီဒီယာမှာဖော်ပြချက်ရဆိုရင်17နှစ်အရွယ်ကလေးငယ်ကသူ့မှာရှိတဲ့ပစ်ကတ်ကောင်းကိုသူကမိဘတွေမသိခင်ယူမောင်းတယ်ပေါ့ယူမောင်းပြီးတော့ကျွန်တော်တို့အချိန်ခပ်ပြင်းပြင်းနဲ့ပဲကိုယ်ကစွန့်ငံကြွလာတဲ့တန်ဃာတန်းကိုတက်ယူဝင်တိုက်လိုက်တာတက်ဝင်တိုက်လိုက်တော့နေရာမှာပဲပွဲချင်းပြီးကျွန်တော်တို့တန်ဃာတော်5ပါးနေရာမှာပွဲချင်းပြီးပြန်တော်မူပါတယ်3ပါးတော့ကျွန်တော်စေုံရောက်မှာပြန်တော်မူတယ်73ပါးကတော့ကျွန်တော်ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ဒီထိုင်းမီဒီယာတွေမှာဖော်ပြထားတယ်တော့ထိုင်းနိုင်ငံမှာတော့ဒါတော့ကျွန်တော်တို့ခေါင်းကြီးပိုင်းသတင်းအနေနဲ့ဖော်ပြချက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေ့ရတဲ့ CCTV file မှာဆိုလဲတော်တော်ဆိုးတယ်ဗျပြီးရင်ကျွန်တော်အဲ့ CCTV file ပေါ့အဲ့တော့ကျွန်တော်ရဲ့သတင်းမှာထည့်ပေးပါမယ်စောက်တန်ဃာတော်တွေကကျွန်တော်တို့ဘေးကနေပြီးပဲကျွန်တော်တန်းစီပြီးပဲကျွန်တော်ကြွလာတာပေါ့ဗျာအတန်းလိုက်ပေါ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဆုံးခံခံတဲ့ပုံစံမှာပဲအားလုံးတူပါတယ်ဘေးကနေကြွလာတဲ့အခါမှာဒီကလေးငယ်ကကျွန်တော်တို့အရှိန်ခပ်ပြင်းပြင်းမှာပဲသူ့မှာလည်းဟို17နှစ်အရွယ်ဆိုတာက brain နဲ့ liver နဲ့လည်းမှားမှာပေါ့ဗျာမှားတော့ကျွန်တော်တို့အရှိန်ခပ်ပြင်းပြင်းနဲ့ပဲတန်ဃာတော်တန်းကိုဝင်ကျုံးလိုက်တာဝင်တိုက်လိုက်တာပေါ့ဗျာတော်လေးတော့ဆိုးတယ်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ထိုင်းနိုင်ငံရဲ့ကျွန်တော်တို့ခေါင်းကြီးပိုင်းမှာခေါင်းကြီးပိုင်းသတင်းဖြစ်ဖော်ပြထားတယ်ကလေးငယ်ကတော့ဟိုစိုးရတဲ့ဒဏ်ရာတော့မရရှိဘူးဒါတော့ကျွန်တော်ထိုင်းနိုင်ငံရဲ့ခေါင်းကြီးပိုင်းသတင်းနဲ့ပတ်သက်ပြီးတော့တင်ပြပေးတာဖြစ်ပါတယ်နောက်တဲ့သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါတော့ရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့အခြေအနေကမျိုးသားတူအသက်30ကျော်မျိုးသားတူအသက်30ကျော်မျိုးသားတူကသူကအတန်ဖြတ်ပြီးသူ့ကိုဖုံးဆက်တယ်ဒီမှာခင်ဗျားသားပြန်ပြီးဆွဲထားတယ်ခင်ဗျားသားပြန်ပြီးဆွဲထားတဲ့အတွက်ခင်ဗျားအနေနဲ့ငွေကျပ်သိန်း100နဲ့လာရွေးရမယ်ဒီငွေကျပ်သိန်း100ကိုသူတို့ဒီဘဏ်ကောက်ပေးမယ်ပေါ့ဗျာအဲ့ဒီထက်မယ်ဆိုရင်ခင်ဗျားသားကိုပြန်လှုပ်ပေးမယ်မပေးဘူးဆိုရင်ခင်ဗျားသားကိုသူတို့လှုပ်ချင်တာလုပ်မယ်ပေါ့ဗျာအဲ့ဒီသဘောနဲ့ဖုန်းတွေဆက်တယ်တဲ့ဒါဖြစ်စဉ်ကကျွန်တော်တို့ဖြစ်စဉ်ကဇွန်လ25ရက်နေ့မှာရောင်လိုက်စရာရည်သင်္ကန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ငင်းချမ်းဦးအဘဦးကျော်ဦးငင်းချမ်းဦးဆိုတဲ့အသက်30ကျော်မျိုးသားကသူက25ရက်နေ့မှာသူ့ရန်ကနေအလုပ်သွားတယ်အလုပ်သွားပြီးတော့အိမ်နဲ့မိဘနဲ့သူနဲ့ဖုန်းဆက်တွေပြတ်သွားတယ်ပြတ်တဲ့ခါမှာသူမိဘတွေလည်းသူသားပျောက်သွားပြီပေါ့သူသားပျောက်သွားပြီဆိုတော့ကျွန်တော်တို့ဒီသူတို့ရဲ့ဒီ TikTok အကောင့်တွေ Facebook ကနေတင်တာပေါ့ဗျာလူ social အကောင့်တွေတင်တယ်သူသားပျောက်သွားပြီပေါ့ကူညီပေးကြပါဦးဓာတ်ပုံလည်းတင်ထားတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီအကြမ်းဖက်အားပေးမီဒီယာတွေကလည်းဒီမှာစစ်တပ်ကဒီမှာပေါ်တာဆွဲသွားပြီဘယ်သူပေါ့ဗျာသူတို့ကလည်းရေးကြတယ်ဟိုကပျောက်တယ်လို့ရေးတာဒါအောင်မဟုတ်ဘူးဒီဟိုဘက်ကပြည်ပြင်းမီဒီယာတွေအဲ့ social အဲ့ဒီလူမှုကွန်ရက်မှာတင်ထားတဲ့ဓာတ်ပုံတွေအကြောင်းအရာတွေယူပြီးတော့ဒီမှာစစ်တပ်ကဒီလူကိုပေါ်တာဆွဲသွားပြန်ပြီဆိုတော့တင်ကြအောင်တင်ကြတဲ့ခါမှာမြန်ဆိုင်တင်ကြပါတယ်ခင်ဗျာခင်ဗျားတို့လည်းတွေ့ပါလိမ့်မယ်မြန်ဆိုင်ကိုတင်တာ29ရက်နေ့မှာ29ရက်နေ့မိုးလဲတနားရီလောက်မှာခုနကသူ့ကိုသူအတန်ဖြတ်ပြီးတော့သူပြန်ပြီးဆွဲခံထားရဆိုတဲ့ငင်းငန်းဦးဟာသူ့ရဲ့မိဘထံဖုံးဆက်တယ်ဒီမှာခင်ဗျားသားအတန်ဖြတ်ပြီးတော့ခင်ဗျားသားဒီမှာခင်ဗျားသားကိုကျွန်တော်ဖမ်းထားတယ်ပတ်စံနဲ့ယူရမယ်လူပြောက်ကြွညာထားတဲ့ပို့တွေကိုပြန်ဖြတ်ပါမဟုတ်ဘူးဆိုရင်ခင်ဗျားသားကိုဟိုအလုံးမယ်တရားလုံးမယ်ပေါ့ဗျာအဲ့ဒီဖြစ်စဉ်ပြီးရနောက်မှာငင်းငန်းဦးရဲ့ရည်စားဖြစ်တဲ့ဒေါက်တာခိုင်စုကြီးကခုနငင်းငန်းဦးရဲ့အတော်ဖုံးဆက်တယ်ငင်းငန်းဦးရဲ့အမေနေကောင်းရေးလားကျမ်းမာရေးလားပေါ့ဗျာဒီလိုဖုံးဆက်တယ်ပေါ့အဲ့မှာဘာသွားတူလဲဆိုတော့ခုနကအတန်ဖြတ်ပြီးတော့သူ့မိကြီးဆက်တဲ့ဖုန်းနံပါတ်နဲ့ခုနကဒေါက်တာဖြစ်တဲ့ဒေါက်တာခိုင်စုကြီးပေါ့ဗျာဒေါက်တာခိုင်စုကြီးဆက်တဲ့ဒေါက်တာခိုင်စုကြီးကခုနကငင်းငန်းဦးရဲ့အတော်ဆက်တဲ့ဖုန်းကနံပါတ်ကသွားတူနေတယ်ပြီးရနောက်မှာသူကဘာလုပ်လဲဆိုတော့ဒီပတ်စံသိန်း100လွှဲမယ်ဆိုလဲဒီနံပါတ်ကိုလွှဲရမယ်ပေါ့ဗျာစသဖြင့်သူအဲ့လိုတွေပြောတယ်ဆက်သွယ်တယ်နောက်မှကျတော့ဒီမျိုးရန်ကုန်မြို့မှာရှိတဲ့လုံခြုံတပ်ဖွဲ့ဝင်တွေကလည်းဒီမှာလူပြောက်တယ်ဆိုတော့သွားပြီးစစ်ဆေးတယ်ပေါ့သွားစစ်တဲ့ကမှာဘယ်နံပါတ်တွေနဲ့ဆက်လဲဘယ်နံပါတ်တွေနဲ့ငွေညစ်လဲဆိုတော့ဒီဘက်ကခုနကငင်းချမ်းဦးရဲ့အမိဘတွေကလုံခြုံတပ်ဖွဲ့ဝင်တွေကကျမထံကိုဒီနံပါတ်ဆက်ပါတယ်ပြီးလည်းပဲကျွန်တော်သူ့တော်ထံလည်းကျမလည်းဒီနံပါတ်ဆက်ပါတယ်အဲ့နံပါတ်တိုက်ကြည့်လိုက်တော့နံပါတ်ကတစ်လုံးနဲ့ဖြစ်နေတယ်နံပါတ်တစ်လုံးနဲ့ဖြစ်တော့ဒါနဲ့ပဲကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေရှာတော့ဗျာဒီဖုန်းနံပါတ်ကိုပေးကျွန်တော်တို့ဒီဝေပေးတွေကေပေးတွေဖွင့်ထားခြင်းရှိမရှိစစ်တဲ့အခါမှာဒီဖုန်းနံပါတ်ကကျွန်တော်တို့ register လုပ်ထားတဲ့register လုပ်ထားတာကကျွန်တော်တို့ခုနကဒေါက်တာခိုင်စုကြီးဖြစ်နေတယ်ဒေါက်တာခိုင်စုကြီးဖြစ်နေတယ်တကယ်ဒေါက်တာခိုင်စုကြီးနဲ့သူ့ကိုသူပြန်ပြီးဆွဲခံထားရပါတယ်ဆိုတဲ့ငင်းချမ်းဦးကတမီးစားသူတို့နှစ်ယောက်ကဘာလုပ်လဲဆိုတော့ဒီတောင်မြို့နယ်မှာရှိဟိုတယ်မှာသွားပြီးတော့အခန်းထဲမှာသွားပြီးတော့ကျွန်တော်တို့သွားပြီးတော့ဟိုပါပေါ့ဗျာသွားပြီးတော့အိတ်ကြတယ်ပေါ့ဗျာသွားအိတ်ကြတော့ငွေလိုတယ်လို့ကောင်းကောင်းမပြောဘူးသူ့ကိုပြန်ပြီးဆွဲထားလို့ကုညီပါစသဖြင့်ပေါ့ဗျာအမျိုးမျိုးပြောတာပေါ့မျိုးပြောတော့လုံခြုံတပ်ဖွဲ့ကလိုင်းနောက်ပိုင်းမိသွားတယ်အဓိကဗျာကျွန်တော်တို့ဒီပေးကျွန်တော်တို့ဒီဖုန်းဆက်ကတွေအမှတ်ပုံတင်ထားရတယ်နောက်တစ်ခါကျွန်တော်တို့ကေပေးတို့ဝေပေးစတဲ့ပေးတွေဖွင့်ရင်ကျွန်တော်တို့ရဲ့ဒီကိုရဲ့အချက်လက်တွေအားလုံးပေးထားတယ်အဲ့ဒါကိုဒီနှစ်ယောက်ကသွားပြီးတော့ဒါကိုမစင်းစားမိဘူးနဲ့တူပါတယ်မစင်းစားပြီးတော့သူတို့တခါတည်းအဲ့ဒီပေးရနေလိုင်းနဲ့သူမိပါတယ်မိတဲ့နေရာလဲကျွန်တော်တို့ဟိုတယ်မှာမိတာတောင်မြို့နယ်မှာရှိဟိုတယ်မှာမိတာအဲ့ဒီအချိန်ကြီးဖြစ်သွားတယ်အခုတော့သူတို့နှစ်ယောက်လုံးကိုလည်းအရေးယူထားတယ်နောက်တစ်ခါကျွန်တော်လူသိရှင်ရှာဖြစ်သွားတယ်ပေါ့ဗျာအဲ့မှာကျွန်တော်မနက်ကညလည်းကြည့်တယ်မနက်ကလည်းမိုးလင်းကြည့်တော့ဟို
ဒီဘက်မှာလည်းကျွန်တော်ဘာဖြစ်လဲဆိုတော့ဒီမှာစစ်တပ်ကပေါ်တာဆွဲတယ်ဟိုကဆွဲတယ်ဒီကဆွဲတယ်မဟုတ်တချို့ကမဟုတ်သူတို့ကိစ္စနဲ့သူတို့စိုက်ဖြောက်တာတပုံကြီးအဲ့မှာပြန်ကြားရေးဝန်ကြီးဌာနတွေထုတ်ပြန်တဲ့အခါမှာအမျိုးသမီးရဲ့ပုံခုနကဒေါက်တာခုနဟိုကောင်ရဲ့စောအမျိုးသမီးပေါ့ဗျာသူကရီးစားပေါ့ဗျာထားပါသူဟိုကောင်ရဲ့ရီးစားပုံသူ့ပုံတစ်ခါတည်းခင်ဗျလုံးဝမပန်းဘူးမပန်းမဲ့တစ်ခါလေးတင်ပြလိုက်တယ်ဖြစ်စဉ်အဲ့ဒါအဲ့မှာခုနကအဲ့ဒီကောင်မလေးရောဒေါက်တာရောသူ့ရဲ့သူ့ကိုသူပြန်ပြီးဆွဲခိုင်းထားရပါတယ်ဆိုတော့ငင်းညံနှစ်ယောက်စလုံးကိုဖမ်းလိုက်ပြီဒါကကျွန်တော်ပြန်ပြီးဆွဲတဲ့ကိစ္စလည်းမဟုတ်ဘူးသူတို့စပြီးတော့ဖြစ်စဉ်ဖြစ်တာကကျွန်တော်25နဲ့စဖြစ်တယ်ပေါ့25 26 29 28 29 30 30ပေါ့သူတို့ကတော့ဒီဟိုတယ်မှာ6ရက်လောက်ဒိတ်လိုက်တယ်ပေါ့ဟိုတယ်မှာ6ရက်လောက်ဒိတ်ပြီးတော့လက်လုံးချီလုံးနေဖြစ်ပြီးတော့ငွေလိုတယ်တူပါတယ်ဗျာငွေလိုတော့မိဘတဲ့ကြက်တာပေါ့ဗျာရိုးတန်းတောင်းပါဗျာအမေကျွန်တော်ဘယ်နေရာခီးသွားမယ်ပေါ့လှုပ်ပေါ့ဗျာအဲ့လိုမလုပ်ဘဲနဲ့အမေဒီမှာကျွန်တော်ပြန်ပြီးဆွဲခံထားရတယ်မို့ရင်ကျွန်တော်ပေါ်တာထဲပါမယ်ဟိုဟာထဲပါမယ်ဒီဟာထဲပါမယ်လှုပ်တော့မိဘတွေကမှချိမကိုင်းမိလက်မကိုင်းမိနဲ့ online တွေပေါ်ရှောက်ရေး online ပေါ်ရှောက်ရေးတော့ဘုရားကအဲ့ငင်းညံဦးကတငယ်ချင်းတွေကလည်းရှောက်ရေးသူ့တော်တဲ့ရှောက်ရေး line ပေါ်မှာပွားထားပြစ်ကောပွားထားတဲ့အပြင်ကိုအဲ့ဒါကိုကျွန်တော်ဒီဘက်မှာရှိတဲ့ PPA မီဒီယာအုပ်စုတွေကလည်းဒီမှာစစ်တပ်ကပေါ်တာဆွဲနေထက်ရေးအဲ့ဓာတ်ပုံတွေပြန်တော့အဲ့မှာရှုပ်ချက်ခတ်ပြီးတော့နောက်ပိုင်းမှာဇက်ပေါင်းသွားတာကခုနကဒေါက်တာဖြစ်တဲ့ငင်းညံဦးနဲ့သူ့ရဲ့ရည်စားဖြစ်တဲ့ဒေါက်တာခိုင်စုကြီးတို့ကတော့ကျွန်တော်တို့လက်ရှိမှာအချုပ်ထဲရောက်သွားတယ်ပြီးရင်တော့သူတို့ကတော့ယူပြကြတော့မှာပေါ့ဗျာမြူလို့လည်းမရတော့ဘူးအချိန်တွေကလက်လုံးချီလို့လည်းဖြစ်ကုန်ပြီဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ငယ်တော့ဟိုဖျားကြီးမှာအတွဲတွေသွားတွေ့ဟိုသွားပြီးတော့သမီးစားတွေပေါ့ခိုးကြောင်ကိုယ်နဲ့တွဲတဲ့သမီးစားတွေကိုခေါဘကတခါတည်းရက်ွက်လူကြီးတွေစခေါ်ပြီးတော့ပေးစားလိုက်တယ်လို့ပဲအခုလည်းအဲ့လိုပဲပေးစားလိုက်တယ်တရွဲတော့ပေါက်သွားပြီဈေးဥပေါက်သွားပြီနောက်ထပ်အတွဲတွေလည်းလာလိမ့်မယ်တခါတည်းအမှခင်ဗျားတို့တခါတည်းဈေးဥဖောက်ဝေးလိမ့်မယ်ဒီတိုင်းပဲဆက်လာပါလိမ့်မယ်တော်တော်လေးတော့ကျွန်တော်ဒါလေးဖတ်ပြီးကြီးလဲကြည့်ဖို့ကောင်းတယ်ဘာကြောင့်ဆိုနံပါတ်1သူတို့မှနံပါတ်2စင်ကျင်တို့တရားမရှိတာနံပါတ်2ကမလုံးတဲ့မလုံးထိုက်တဲ့အရာကိုလုပ်တာမလုံးတဲ့မလုံးထိုက်ဆိုတော့ကိုမိဘကိုဒုက္ခပေးရမရဘူးလားဗျာနောက်တစ်ချက်ကစင်ကျင်တို့တရားနဲတယ်ဆိုတာကဒီမှာဒီသူတို့ဆက်လိုက်တဲ့ဖုန်းနံပါတ်ကခုနဒေါက်တာနာမည်ကဒေါက်တာခိုင်စုကြီးဒေါက်တာခိုင်စုကြီးကင်တဲ့ဖုန်းအဲ့ဒီဖုန်းနဲ့ငွေကြေးချင်းရောက်တယ်အဲ့ဒီဖုန်းနဲ့ပဲခုနကဟိုငင်းချမ်းဦးရဲ့အတော်ဒီဖုန်းဆက်တယ်အဲ့ဒီနံပါတ်နဲ့ပဲအဲ့တော့ဗျာခင်ဗျာဒီနံပါတ်ကြီးရိုက်လိုက်ရင်ဗျာ KB ဖွင့်တာဘယ်သူလဲဘယ်ဟွာလဲအကုန်လုံးခင်ဗျာတောက်လျှောက်ကြလိုက်ပဲဗျာအဲ့ဒါလည်းသူတို့မစဉ်းစားမိဘူးအဲ့တော့သူတို့နှစ်ယောက်လုံးတော့လက်ရှိမှာဇက်ပေါင်းသွားပြီထောင်ထဲမှာဇက်ပေါင်းသွားပြီအဲ့တော့ထောင်ထဲကနေပြန်ထွက်လာပြီဆိုရင်တော့သူတို့နှစ်ယောက်ကတော့မင်္ဂလာပွဲကျင်းပမှရတော့မှာမကျင်းပလို့လည်းမရတော့ဘူးကောင်မလေးကအတိုင်းဝိုင်းကလည်းဒီကိစ္စသိသွားပြီကောင်မလေးရဲ့မိဘကြီးလည်းသိသွားပြီအဲ့တော့ဘလို့မှဒါကြီးရှောင်ရှားလို့မရတော့ဘူးအဲ့တော့ကောင်လေးဘက်ကလည်းအကုန်သိသွားပြီအဲ့တော့ဇလန်းတော့အဲ့လိုဇက်ပေါင်းသွားတယ်နောက်ထပ်တင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါလေဒါတော့တောင်ကြီးမြို့မှာ grade 12ကျောင်းသူကိုအဓမ္မပြုကျင့်ခဲ့တဲ့ကိုပိုင်ကျောင်းအုပ်သားကိုထောင်ဒဏ်25နှစ်ချလိုက်ပြီဖြစ်ပါတယ်အဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တော်တော်လေးကိုကျွန်တော်တို့ဒီတောင်ကြီးမှာပေါ်လို့ရိုက်သွားသလိုပါပဲတနင်္ဂနွေလုံးပေါ်လို့ရိုက်သွားတယ်ဖြစ်စဉ်ကကျွန်တော်တို့ဇန်နဝါရီလ15ရက်နေ့ခင်ဗျားလည်းမှတ်မိထင်ပါလေဇန်နဝါရီလ15ရက်နေ့မုံလွဲ12နာရီလောက်မှာတောင်ကြီးမြို့တစ်တော်ရက်ကွက်အောင်မြေသစ်ကိုပိုင်အထက်တန်းကျောင်းမှာကျောင်းတက်ရောက်နေတဲ့ grade 12ကျောင်းသူကသူကနေမကောင်းလို့ဆိုပြီးတော့သူ့ရဲ့ဆရာမကိုခွင့်တောင်းပြီးတော့အဆောင်မှာပြန်နားတယ်ပေါ့ဗျာပြန်ပြီးနားပြီးတော့ကျမ်းမာရေးမကောင်းလို့ပြန်နားတယ်နားတဲ့ခါမှာမုံလွဲ1နာရီလောက်မှာခုနကျောင်းအုပ်ကြီးရဲ့တားဖြစ်တဲ့ဇာနီသွေးကရောက်လာပြီးတော့အခန်းထဲမှာပဲကောင်မလေးကိုအာဓမ္မပြုကျင့်တယ်ဒီအာဓမ္မပြုကျင့်မှုကြောင့်2026ခုနှစ်ဇန်နဝါရီလ18ရက်နေ့မနက်18ရက်နေ့ကျွန်တော်တို့မနက်2နာရီမှာသူ့ကိုကျွန်တော်တို့ဖမ်းဆီးနိုင်ခဲ့တယ်ဖမ်းဆီးနိုင်ပြီးတဲ့နောက်ပိုင်းမှာနေမီ S ကမှာပ15မြင်းဆောင်2026ရာဇသကြီးပုံမှာ306နဲ့ကျွန်တော်တို့အမှုဖွင့်တယ်ပေါ့အမှုဖွင့်ခဲ့တယ်အမှုဖွင့်ပြီးတဲ့နောက်ပိုင်းမှာတောင်ကြီးခရိုင်တရားရုံးကဇူလိုင်လ29ရက်နေ့မှာဒီရှေ့ရက်ပေါ့ဗျာဇူလိုင်လ29ရက်နေ့မှာအောင်မြေတစ်ကိုပိုင်ထက်တန်းကျောင်းအကြောင်းအီသားဖြစ်သူဇာနီသွေးကိုပုံမှန်3ခုနဲ့ထောင်ဒဏ်25နှစ်ချမှတ်လိုက်တယ်အဲ့တော့နေတော့ပေါ့ဗျာသူ့ရဲ့အသက်ကခင်ဗျာ20သူ့ရဲ့အသက်ကကျွန်တော်25 30ပတ်လဲဆိုရင်25 30ပဲထားပါဆိုဥပမာအပြင်30ပဲထားဆို30အပေါင်း25ဆိုသူကအပြင်ကိုပြန်ရောက်မှာကပြန်အောင်မဲ့အချိန်ဆိုရင်ခင်ဗျာ55နှစ်လောက်မှပြန်အောင်မယ်အဲ့တော့ short ရက်တွေပါညာကြီးပါရင်တော့သူပြန်လွတ်လာရင်တော့ခင်ဗျာအသက်45နှစ်ပတ်လဲပေါ့ဒါလောက်မှသူပြန်လွတ်မဲ့နေတာဖြစ်သွားပြီသူကရာဇကြီးပုံမှန်306တိအရအလုံးနဲ့ထောင်ဒဏ်ကအနှစ်20အလုံးနဲ့ထောင်ဒဏ်ကအနှစ်20ရာဇကြီးပုံမှန်354အရအလုံးနဲ့ထောင်ဒဏ်2နှစ်22နှစ်ကအလုံးနဲ့ထောင်ဒဏ်ပေါ့ပြီးရင်ကျွန်တော်ထပ်လာသေးတယ်ရာဇကြီးပုံမှန်384အရအလုံးနဲ့ထောင်ဒဏ်3နှစ်အားလုံးဆိုတော့ကျွန်တော်တို့25နှစ်လုံးအလုံးနဲ့ထောင်ဒဏ်ပဲမနေဘူးပဲအလုံးနဲ့ထောင်ဒဏ်တော့ပထမပုံမှန်တစ်ခုကကျွန်တော်တို့အလုံးနဲ့ထောင်ဒဏ်အနှစ်20နောက်တစ်ပုံမှန်တစ်ခုကအလုံးနဲ့ထောင်ဒဏ်2နှစ်နောက်တစ်ပုံမှန်တစ်ခုကအလုံးနဲ့ထောင်ဒဏ်3နှစ်အဲ့တော့သူကအလုံးနဲ့ထောင်ဒဏ်25နှစ်ခင်ဗျားကြည့်ဦးတယန်းတာအဲ့တော့ခံပေါ့ဗျာဒါပဲရှိတာပဲခံပေါ့ဘယ်လောက်ဆိုးလဲဗျာအဲ့တော့ကျောင်းသူလေးကိုသွားပြီးတော့အာဓမ္မပြုကျင့်တာပေါ့ဗျာအာဓမ္မပြုကျင့်တဲ့ဒီလိုမျိုးကိစ္စတွေဖြစ်သွားတယ်ဒါကောင်းတယ်ဒါကောင်းမွန်တဲ့ကိစ္စလည်းဖြစ်တယ်ဒါကျွန်တော်တို့ဒါမှတ်တမ်းတင်ရမယ့်ကိစ္စဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့မှတ်တမ်းတင်တာကဒီတောင်ငူခရိုင်တရားရုံးဆိုရင်သူကဘာလဲဆိုတော့တက်ငယ်မရိမှုတွေပြီးရင်ကျွန်တော်တို့အမျိုးသမီးတွေကိုကျွန်တော်တို့ဟို
ကိုတီလက်ရောက်လောက်တာတွေပြီးရင်ကျွန်တော်တို့တက်တာတွေပေါ့ဗျာတက်ဖြတ်တာတွေပေါ့ဒါကြီးနဲ့ပတ်သက်ဘာလို့ဆိုသေတံပေးတာတခါလဲတောင်ကတော့တခါလဲအပြက်ကင်တာဗျတော့ဒီမှာလဲကျွန်တော်တို့ဒီတောင်ကြီးခရိုင်တရားရုံးလဲဒါမိုက်ကောင်းပါလေဒီလိုဖြစ်တဲ့သူကိုကျွန်တော်တို့ကထောင်နဲ့25နှစ်အလုံးနဲ့ထောင်နဲ့25နှစ်ချလိုက်တာကောင်းပါလေဒါမှသာလဲကျွန်တော်တို့နောက်လူတွေမလုံရမှာဖြစ်တယ်ကျွန်တော်တို့ကဒီလိုသတင်းတွေတင်ပြရတာကကျွန်တော်သတင်းကိုကြည့်တဲ့သူတွေဟိုစိတ်ဆင်းရဲဖို့တင်ပြတာမဟုတ်ဘူးကျွန်တော်သတင်းကိုကြည့်တဲ့သူတွေဒီသတင်းကိုကျွန်တော်ကြည့်သွားပြီဆိုရင်သူတို့ဆင်ကျင်နိုင်ဖို့ဒါလုံးရင်ဒါဖြစ်ပါလားဟိုကလုံးရင်ဟိုကဖြစ်ပါလားသိဖို့အတွက်ကျွန်တော်တို့ကဒီလိုသတင်းမျိုးတွေဆွဲထုတ်ပြီးတော့တင်ပြပေးရခြင်းဖြစ်ပါတယ်နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဇူလိုင်လ1ရက်ဇူလိုင်လ2ရက်နေ့အတွင်းမှာတက်မတော်ကဘူးသီးတောင်မောင်းတော့အဲ့တော့ဘူးသီးတောင်မောင်းတော့ဘက်မှာရှိတဲ့တက်မတော်ရဲ့ရခင်စကန်းဟောင်းနေရာတွေကိုဘုံကျဲတယ်အဲ့တက်မတော်ဘုံကျဲတာကစကန်းဟောင်းနေရာကိုဘုံကျဲတာစကန်းဟောင်းနေရာကိုဘုံကျဲတာဗျာဘယ်ဒေသခံသွားထိမှာလဲဗျာတက်မတော်ကျဲတာခင်ဗျားကြည့်လိုက်တက်မတော်ရဲ့စကန်းကြီးအကျယ်ကြီးတွေအဝေးမကြီးနဲ့ခင်ဗျားတို့ဒီနားမှာရှိတဲ့ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့အခြားခင်ဗျာဒါကစားတို့အခြားသောတက်ရင်တွေပေါ့လိုက်ကြည့်လိုက်အကျယ်ကြီးအဲ့ဒီတဲမှာဘယ်ပြည်သူမှမရှိဘူးတက်မတော်ကကျဲတာကတက်မတော်ရဲ့စကန်းဟောင်းထဲမှာနေပြီးတော့ကျွန်တော်တို့ဒီထောက်ဖို့လုပ်နေတဲ့စကန်းချနေတဲ့တောင်းကျန်းသူအေးအဖွဲ့ကိုကျဲတာကကျွန်တော်တို့ဇူလိုင်လ1ရက်နေ့နနက်7:00နာရီမှာကျဲတာကရခိုင်ပြည်နယ်မြောက်ပိုင်းဘူးသီးတောင်မြို့အနီးနားမှာရှိတဲ့ရခင်စကက15ဌာနချုပ်ဟောင်းထဲမှာရှိတဲ့အေးတောင်းကျန်းသူကိုဘုံကျဲရှင်းလင်းတယ်အဲ့ဒါကိုသူကဘာကြီးလဲဆိုတော့တက်ကအဲ့မြောက်ဘုံကျဲလို့အသက်73နှစ်အရွယ်မွတ်စလင်လူငယ်တဦးထိတယ်ဟာပြဿနာတက်ကကျဲတာကသူ့ရဲ့စကန်းဟောင်းဧရိယာကိုကျဲတာရွာလေးကိုတွားကျဲတာမဟုတ်ဘူးအကြမ်းဖက်သမားတွေရှိတဲ့နေရာကိုကျဲတာဗျာစစ်တိုက်တာဗျာခင်ဗျားကလည်းစစ်တိုက်တာဗျာလေရှိလို့လေနဲ့ဖြစ်တယ်ဗျာကဲတင်ကားရှိလို့တင်ကားနဲ့ဖြစ်တယ်ဗျာဟောင်ဝေစာရှိလို့ဟောင်ဝေစာနဲ့ဖြစ်တယ်ဗျာကဲနေဗီရှိလို့ရေတက်ကနေဖြစ်တယ်ဗျာလုံးဝရေကုန်သွင်းမောလည်းပြစ်ရှင်လည်းပြစ်မယ်ဗျာဒါစစ်တိုက်တာပဲစစ်တိုက်စစ်နိုင်ဖို့ပဲလိုတာလေဗျာပြစ်တယ်ဗျာကဲပြည်တွင်းစစ်မှာခင်ဗျာရေတက်သင်းမောကနေပြီးတော့ပြစ်လို့မရဘူးလို့တတ်မှတ်မထားဘူးပြစ်တယ်ဗျာပြစ်တယ်ဗျာကိုရှိရဲ့လက်နဲ့ကိုပြစ်တယ်ဗျာကဲမပြစ်ကောက်လို့ဗမာတတ်မှတ်ထားတာရှိတယ်လေပြီးရင်အမှတက်ကထက်ကျဲသေးတယ်ဂျက်ဖိုက်တာကျဲတယ်ဝိုင်တွဲနဲ့ကျဲတယ်ပြီးရင်ကျွန်တော်တို့မောင်တော်မြို့အဝင်မြို့သူကြီးရွာဟောင်းအနီးနားမှာအမှတ်9နေကြားဆောက်တက်ရင်ဌာနချုပ်အတွင်းမှာရခိုင်လက်နက်ကိုင်ဘွဲအေစကန်ရှိတယ်အဲ့ဒီနေရာကိုကျဲခဲ့တယ်ပြီးရင်ကျွန်တော်တို့မောင်တော်မြို့4မိုင်မှာရှိတဲ့အမှတ်4နေကြားဆောက်တက်ရင်4ပေါ့ဗျာအမှတ်4နေကြားဆောက်စကန်ပေါ့ဗျာခေါ်တော့အမှတ်4နေကြားဆောက်စကန်ပေါ့အဲ့ဒီစကန်အတွင်းကိုကျဲတယ်ဗျာကဲကျဲခြင်းလို့ကျဲတယ်ဗျာအကြမ်းဖက်သမားတွေရှိလို့ကျဲတယ်ဗျာကဲအဲ့ဒါကိုဘယ်သူမှမကျဲအောင်လို့ပြောမှလေကျဲတယ်ဗျာရန်သူရှိလို့ကျဲတာအဲ့တော့ကျဲတဲ့နေရာကအများပြည်သူသက်ဆိုင်တဲ့နေရာကိုကျဲတာမဟုတ်ဘူးအေးနဲ့သူ့ရဲ့အပေါင်းပါအဖွဲ့တွေရှိတဲ့နေရာကိုကျဲတာကလည်းတက်မတော်ရဲ့ကျွန်တော်တို့နေကြားဆောက်စကန်တွေရှိတဲ့နေရာကိုကျဲတယ်စကက15ဌာနချုပ်ဟောင်းနေရာကိုကျဲတယ်ဗျာဘာဖြစ်လဲဗျာကဲလေရှိလို့လေနဲ့ကျဲတယ်သင်္ဘောရှိလို့သင်္ဘောကနေပြစ်တယ်ရန်သူရှိတဲ့နေရာကိုဟောင်ဝဇာရှိလို့ဟောင်ဝဇာနဲ့ပြစ်တယ်ဗျာဘာဖြစ်လဲခင်ဗျားတို့ပြစ်တဲ့အချိန်တော့ကနော်ခင်ဗျာဒီတက်ရင်ထဲမှာဒီစကန်ထဲမှာတက်မော်သားတွေရဲ့မိသားစုဝင်တွေရှိတယ်ကလင်းငယ်တွေရှိတယ်မွေးကန်ဒီဖွားကန်ဒီမိသားစုဝင်တွေရှိတယ်မိကိုတွေရှိတယ်အသက်ကြီးရွယ်တွေရှိတယ်စီနဲ့ခင်ဗျားတို့ပြစ်ထည့်လိုက်တယ်လက်ရှိလည်းခင်ဗျာတက်မော်သားတွေရဲ့မိသားစုဝင်တွေခင်ဗျားတို့ပြန်ပြီးဆွဲထားတယ်စစ်ဘက်နဲ့မသက်ဆိုင်နဲ့အဲ့တက်မော်စကန်တွေကြားတဲ့အချိန်မှာခင်ဗျာကိုဒီတက်မော်သားတွေရဲ့အမျိုးသမီးတွေမိကိုတွေပေါ့ဗျာနောက်ဆုံးခင်ဗျာဘိုက်ထဲကကလေးအဲ့ဒီအချိန်တော့ကျွန်တော်တို့ဟိုဘိုက်ထဲမှာရှိနေတဲ့ကလေးတွေပါတခါတည်းအဖမ်းခံတယ်ခင်ဗျာဒါတဲ့စစ်ဘက်နဲ့ဆိုင်လို့လားခင်ဗျားတို့ပြန်ပြီးဆွဲထားရလေဗျာလက်ရှိလည်းခင်ဗျာပြန်ပြီးဆွဲထားစေဖြစ်တယ်အဲ့တော့ဘိုက်ထဲကကလေးပါခင်ဗျားတို့ပြန်ပြီးဆွဲခဲ့တာလက်ရှိလည်းဆွဲထားစေဖြစ်တယ်ဒါအမှန်တရားပဲပြီးရင်ကျွန်တော်ကြောက်တော့ဖြစ်စဉ်မှာခင်ဗျာကျွန်တော်တို့ဒီတက်မတော်မိသားစုဝင်တွေကိုတဲဆောင်လာတဲ့ရေရင်တွေကိုခင်ဗျားတို့ပိုက်ကုန်နေတဲ့တားတယ်စီတီချိုးတွေနဲ့တားပဲပြီးရင်ခင်ဗျာ drone နဲ့ဘုံကျဲတယ်နောက်ဆုံးခင်ဗျာသင်္ဘောမီလောင်တယ်မြေကမ်းဘေးကိုကျွန်တော်ကူးဆက်လာတဲ့တက်မတော်မိသားစုဝင်ခင်ဗျာတပ်လိုက်တယ်အဲ့ဒီဖြစ်စဉ်မှာလူဘယ်နှယောက်အသက်ရှင်တယ်လဲခင်ဗျာတို့ထုတ်ပြရဲခဲ့သလားဒါတွေရှိတယ်ဗျဒါတွေရှိခဲ့တယ်ခင်ဗျားတို့ပြည့်တဲ့အချိန်တုန်းကဒီတပ်ဌာနချုပ်ထဲမှာမိကိုတက်မတော်မိသားစုဝင်တွေရှိတယ်ကလေးငယ်တွေရှိတယ်ကိုဝင်တွေရှိရဆိုတဲ့စိတ်နဲ့ခင်ဗျားတို့ပြစ်ခဲ့တာမဟုတ်ဘူးဒီထဲမှာရှိရလူအကုန်ပြစ်တယ်ကွာဆိုခင်ဗျားတို့ပြစ်ခဲ့တာပဲလက်ရှိတက်မတော်ကပြစ်ခဲ့တာကနေမြေရှင်းနေတာကဘူးသီးတောင်မြို့အနီးမှာရှိတဲ့စကက15ဌာနချုပ်အတွင်းမှာရှိတဲ့အေးနာပေါင်းပါတဲ့ဒီနေရာကိုပြစ်တယ်နောက်ကကျွန်တော်မောင်တော်မြို့အဝင်မှာရှိတဲ့မောင်တော်မြို့အဝင်မြို့တကြီးရွာဟောင်းအဲ့မှာကျွန်တော်တို့အမှတ်9နေကြားဆောင်တရင်ရှိတယ်ပြီး4မိုင်ကွာမှာကျွန်တော်တို့အမှတ်4နေကြားဆောင်တရင်ရှိတယ်အဲ့ဒီစကန်းဟောင်းနေအောင်ပြစ်တယ်မှန်တယ်ပြစ်တယ်အဲ့တော့ရှင်းတယ်စစ်တိုက်တာနိုင်ဖို့ပဲလိုတယ်လေရှိရင်လေနဲ့ကျင်းမယ်လေနဲ့မိတဲ့နေအောင်လေနဲ့ကျင်းမယ်ဟောင်းစာနဲ့မိတဲ့နေအောင်ဟောင်းစာနဲ့ကျင်းမယ်ပင်လယ်ပြင်ကနေပြီးစစ်သင်္ဘောနဲ့ပြစ်လို့ရတဲ့နေအောင်စစ်သင်္ဘောနဲ့ပြစ်မယ်ဒါစစ်တိုက်တာဗျအခုအဲ့မှာကျွန်တော်တို့ဘာဖြစ်လဲဆိုတော့လက်ရှိဒီရခိုင်လက်နက်ကိုင်ပွဲအေးအောက်မှာရှိနေတဲ့ဗမာလူငယ်တွေရှိတယ်သွားပြီးအသေးခံတဲ့ဗမာလူငယ်တွေရှိတယ်
ရှိတော့အဲ့ဒီမှာရှိတဲ့သူတွေကျွန်တော်တို့တချို့ဆက်သွယ်တယ်သူတို့ပြေးလာခြင်းလို့ပေါ့ကျွန်တော်ပြေးလို့မရဘူးတစ်ဖက်မှာပြေးရင်လည်းပင်လည်းပြင်းတစ်ဖက်မှာလည်းကျွန်တော်ရိုးမအောင်ဖြတ်ရမယ်သူတို့မှအတားစီးအများကြီးပဲသူတို့ဘယ်လို့မှထွက်ပေါက်မရှိဘူးဘယ်လို့မှထွက်ပေါက်မရှိဘူးလက်ရှိခင်ဗျာရှင်းပါတယ်ရခိုင်လက်နက်ကိုင်ပွဲ AA ကသူတို့မှလက်နက်ခဲယမ်းတွေတိုက်ပွဲကြာလာလေလက်နက်ခဲယမ်းတွေရော့လေပဲသူတို့မှတော့ကျွန်တော်တို့ပြီးခဲ့တဲ့ကာလကလက်နက်ခဲယမ်းအလုံးလောက်တွေရှိခဲ့တယ်ရှိရတဲ့အကြောင်းရင်းကကျွန်တော်တို့ပလောဝရဲ့အပေါ်မှာရှိတဲ့နုံပြူတို့ထရိုင်တို့ကနေပြီးတော့ကျွန်တော်တို့ဒီတက်မတော်စကန်တွေကြားခဲ့ရတယ်ရခိုင်ပြည်နယ်မှာရှိတဲ့နေမြေတော်တော်များများကြားခဲ့ရတယ်ကြားခဲ့ရတော့ဒီမှာရှိတဲ့လက်နက်တွေနဲ့ရခိုင်လက်နက်ကိုင်ပွဲ A ကဒေသမှာရှိတဲ့လူငယ်လူသစ်စုတယ်မဝင်မနေရစနစ်နဲ့စုတယ်စုပြီးတော့ကျွန်တော်တို့သူတို့ထိုးပေါက်တာကဒီရခိုင်ပြည်နယ်တောင်ပိုင်းနဲ့အရာဝတိုင်းအဆက်ကိုထိုးပေါက်တယ်ဒါပေမဲ့ကျွန်တော်တို့ပဲခူးတိုင်းနဲ့ကျွန်တော်တို့ရခိုင်ပြည်နယ်အဆက်ကိုရအောင်ထိုးပေါက်တယ်ပြီးရင်ကျွန်တော်မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အဆက်ကိုထိုးပေါက်တယ်သူတို့တောက်လျှောက်ထိုးပေါက်တယ်ပေါ့လက်ရှိလည်းခင်ဗျာတက်မတော်ကလည်းခင်ဗျာသူတို့ရဲ့ထိုးပေါက်လာတဲ့တောက်လျှောက်ကျွန်တော်တို့တိုက်နေတယ်အဲ့တော့အကြမ်းဖက်ဒီ A နဲ့အပေါင်းပါတွေကသူတို့လက်ရှိရင်ဆိုင်ထားရတဲ့နေရာမှာစစ်ဦးကျိုးသွားပြီဆိုတော့သူတို့ရခိုင်ပြည်နယ်တပြည်နယ်လုံးပေးရမှာပဲလက်ရှိရင်ဆိုင်တဲ့ပွဲပေါ့ဗျာတိုက်ပွဲတွေဖြစ်လာလေခင်ဗျာရခိုင်လက်နက်ကိုင်ပွဲ A တော့ကတော့လက်နက်ခဲတွေရော့လာလေပဲသူတို့မှလက်နက်ခဲတွေအလုံးလောက်ရှိတယ်ဒါမှန်တယ်တိုက်ပွဲတွေဖြစ်လာလေကျွန်တော်တို့ဒီခဲရန်တွေပြန်ဖြည့်ဖို့ခဲရန်တွေကျွန်တော်ဖြည့်စရာမရှိဘူးဆိုတော့သူတို့ရဲ့ပြအားတွေကျသွားလိမ့်မယ်တစ်ဖက်မှာလည်းကျွန်တော်တို့လူရဲ့ဒီမန်းပါပါပေါ့မန်းပါဝါရဆိုရင်လည်းပဲသူတို့မှလက်ရှိကျွန်တော်တို့လူသစ်တွေတောက်လျှောက်စုနေရတယ်ဘယ်လောက်စုလဲဆိုခင်ဗျာပလောဝဒေသမှာခင်ဗျာရခိုင်တိုင်းတိုင်းတပုံကြီးပဲပါသွားတယ်ချင်းတိုင်းတိုင်းတပုံကြီးပါသွားတယ်အခြားသောဒေသမှာလည်းတပုံကြီးပဲနောက်ဆုံးခင်ဗျာအဲ့ဒီဒေသမှာရှိတဲ့ကျွန်တော်မွတ်စလင်တွေအကုန်စုတယ်အဲ့တော့အဲ့မှာရှိတဲ့ကျွန်တော်တို့ဒေသကရခိုင်တိုင်းတိုင်းဒီမှာမနေနိုင်တော့ဒီအခြေအနေကိုသိတော့ရိုးမအောင်ဖြတ်ပြီးတော့ပုံစံမျိုးစုံနဲ့ခက်ရခက်စီဖြတ်ပြီးတော့ကျွန်တော်တို့ရန်ကုန်တို့ပဲခူးတို့နေပြည်တော်တို့စတဲ့နေရာမှာလာပြီးသူတို့ရှင်းတန်နေကြတယ်သူတို့ဘယ်လောက်ဖြည့်နိုင်မလဲပေါ့ဒါတော့စက်ကြည့်ရမှာပေါ့အဲ့တော့ဒါတော့ကျွန်တော်တို့ဒီထုံးမြင့်နိုင်ရဲ့အိမ်မက်ပေါ့ဗျာထုံးမြင့်နိုင်ရဲ့အိမ်မက်ဘယ်လောက်အကောင့်တွေပေါ်သွားမလဲသို့မဟုတ်ရခိုင်ပြည်နယ်ကြီးပြာပုံနီးနီးဖြစ်သွားမလားဒါတော့ကျွန်တော်တို့ဆက်စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့တက်မတော်ကတော့ခင်ဗျာနိုင်ငံတော်ရဲ့အချုပ်ချာအာဏာနိုင်ငံတော်ရဲ့ပိုင်တဲ့အတွက်တက်မတော်ကတော့ကျွန်တော်တို့အကြမ်းဖက်တွေရှင်းရမှာပဲအကြမ်းဖက်တွေရှင်းရမှာနောက်ထပ်ဒီဘက်ဆက်ပြီးပြန်ပေးချင်ပါတယ်ဒါကတော့ရန်ကုန်မော်လမြိုင်မန္တလေးအဲ့ဒီဒေသတွေမှာကျွန်တော်လူငယ်တွေကလေးငယ်တွေကျွန်တော်ကော်ရှူတာတွေတောက်လျှောက်တွေ့လာတယ်ပဲခူးမှာလည်းကျွန်တော်ရှိတယ်ပဲခူးကျွန်တော်ရထားလမ်းမှာရှိတယ်အဲ့ဒီကော်ရှူတဲ့ကလေးငယ်တွေကသူတို့ရဲ့ကျွန်တော်တို့နံပါတ်1ကျမ်းမာရေးထိခိုက်ပြီနံပါတ်2လူပတ်ဝန်းကျင်နဲ့သူတို့တော်တော်လေးလူပတ်ဝန်းကျင်ရဲ့သူတို့အပြင်ဘက်ကိုရောက်သွားကြပြီပေါ့အဲ့တော့အဲ့ဒီကလေးငယ်တွေကိုကျွန်တော်တို့ဒီသက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေအနေနဲ့ဒီကလေးငယ်တွေကျွန်တော်တို့ရဲ့ဒီလူအတိုင်းဝိုင်းတွေကိုပြန်ရောက်ဖို့စောင်းပေးဖို့လိုတယ်ဒါတွေကကျွန်တော်တို့ရဲ့နိုင်ငံသားတွေကျွန်တော်တို့ရဲ့မျိုးရင်းတွေဖြစ်တယ်အဲ့တော့ကော်ရှူလဲဆိုတာတချို့ကသိချင်မှသိလိမ့်မယ်တချို့တော့သိပါလိမ့်မယ်ကော်ရှူလဲဆိုတာကျွန်တော်တို့ဒီစပိန်တွေဖာတဲ့ကော်တွေရှိတယ်ပြီးရင်ကျွန်တော်တို့ရေပိုက်တွေဆက်တဲ့ခါမှာကျွန်တော်သုံးတဲ့ကော်တွေရှိတယ်အဲ့ဒီကော်ကိုတို့ရှူကြတာဗျာတို့ရှူကြတာအဲ့ဒီလိုရှူချင်းလိုက်ကျွန်တော်ဆွဲလန်းတယ်လူကဒီကော်ရှူရင်တော်တော်လေးကိုဆွဲလန်းနေဗျာအဲ့တော့ဒီယထာလန်းဆိုရင်ကျွန်တော်အဲ့ယထာလန်းပြီးနောက်မှာအဲ့လိုကျွန်တော်ကော်ဘူးလေးတွေရှိတယ်အဲ့ဒီကော်ဘူးလေးတွေအစားအနာတွေကဒီကလေးတွေရှူထားတာအဲ့ဒါကျွန်တော်တို့မော်လမြိုင်မှာလည်းလက်ရှိတယ်ဒီပြင်ကျွန်တော်ပဲခူးမှာလည်းရှိတယ်ပြီးရင်ကျွန်တော်ရန်ကုန်မှာရှိတယ်မန္တလေးမှာရှိတယ်ဒီကလေးငယ်တွေပတ်သက်ပြီးတော့ကျွန်တော်တို့ဒီလူအတိုင်းဝိုင်းတွေကိုရောက်ဖို့အတွက်ကျွန်တော်တို့ဆွဲသွင်းပေးဖို့လိုတယ်ဒီကလေးကကျွန်တော်တဖြည်းဖြည်းကြီးလာပြီဆိုရင်သူတို့ရဲ့နေရေးထိုင်ရေးစားရေးအတွက်သူတို့ဘယ်လိုပဲဖြစ်ဖြစ်ရအောင်ရှင်းသန်းတော့ပါပဲရှင်းသန်းတဲ့အခါမှာသူတို့မှကျွန်တော်အတက်ပညာမရှိဘူးအတိုင်းဝိုင်းမရှိတဲ့အခါမှာသူတို့ကျွန်တော်တို့လူစရိုက်လုပ်ငန်းတွေနဲ့သူတို့ရှင်းသန်းကြလိမ့်မယ်ဒါကြောင့်ဒီကလေးငယ်တွေအတွက်ကျွန်တော်တို့တခုခုတော့ဆောင်ရွက်ပေးသေးချင်ပါတယ်လိုက်ကြည့်လိုက်ပါကျွန်တော်တို့ရန်ကုန်မှာရှိတယ်မန္တလေးမှာရှိတယ်ပဲခူးမှာရှိတယ်မော်လမြိုင်မှာရှိတယ်မြို့ကြီးတွေမှာရှိပါတယ်နောက်တဲ့အခြေအနေကကျွန်တော်တို့မြို့ကြီးတွေမှာတောင်းရစားတောက်တဲ့ကလေးတွေပေါ့ဒီကလေးတွေကကျွန်တော်ငယ်ရနေတဖြည်းဖြည်းကြီးလာလိမ့်မယ်ကြီးလာတဲ့အခါမှာသူတို့အတွက်ကကျွန်တော်စောင်းနေအတွက်စိန်ခေါ်မှုတွေဖြစ်လာတဲ့အခါမှာသူတို့လူမိုက်တွေဖြစ်လာလိမ့်မယ်ဒါလည်းကျွန်တော်တော်တော်လေးစိတ်ပူကောင်းပါတယ်ဒါကြောင့်ဒါတွေကကျွန်တော်တို့ရဲ့မျိုးရင်းတွေကျွန်တော်တို့နိုင်ငံသားတွေဖြစ်တယ်ဒါကြောင့်ဒီကလေးငယ်တွေကိုကယ်တင်ပေးဖို့လိုပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လွတ်တော်ကိုယ်စားလှယ်အနေနဲ့လည်းဒါတွေကိုကျွန်တော်တို့တိုင်းရိုက်လွတ်တော်ပြည်တော်လွတ်တော်တွေမှာပြည်သူ့လွတ်တော်တွေမှာကျွန်တော်တို့အစိုးတင်သွင်းပြီးတော့ဒီကလေးငယ်တွေရဲ့ဘဝကိုကယ်တင်ပေးဖို့လိုပါတယ်ဒီကလေးငယ်တွေရဲ့ဘဝကိုကယ်တင်ခြင်းကကျွန်တော်တို့တရားဥပဒေစိုးမိုးရေးကိုအထောက်အကူပြုရလေရောက်ပါတယ်။ဒီကလေးတွေကြီးလိုက်ခင်ဗျာကြီးလိုက်အတတ်ပညာမရှိဘူးအလုပ်ကိုင်မရှိတော့ခင်ဗျာတို့ရဲ့စားရေးအတွက်လိုတယ်စားရေးအတွက်လိုတော့ခင်ဗျာဓာတ်ဆွဲတုပ်ဆွဲနဲ့ဟိုနေရာလူမိုက်ဒီနေရာလူမိုက်ဒီလိုကြီးကျင်းလဲသွားလိမ့်မယ်ဗျ။ဒါကြောင့်ဒီကလေးငယ်တွေရဲ့ဘဝကိုကယ်တင်ပေးကြပါလို့ကျွန်တော်တင်ပြပေးချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်။